ရွေးကောက်ပွဲတွင်ပြည်သူမဲပေးသည့်အစိုးရကိုအာဏာလွှဲပေးမည်ဟုပြောဆိုလိုက်ပြန်တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်2015ခုနှစ်မှာပြည်သူကရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မဲရလက်တွေကိုပယ်ဖျက်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲပေးမယ်လို့ထပ်မံပြောကြားခဲ့ပြန်ပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနိုင်ငံရေးနည်းလမ်းကိုတွဲဆောင်ဆွေးနွေးခြင်းဖြင့်သာအပြေရှားတင်တာကြောင့်ငင်းချင်းရေးဆွေးနွေးပွဲတွေကိုကြိုဆိုလန်းဖွင့်ထားတယ်လို့ဇွန်လ25ရက်နေ့နေပြည်တော်မှာပြုလုပ်ကျင်းပတဲ့ငင်းချင်းရေးဖိုရမ်မိန့်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ခြေဦးမှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူတွေမဲပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးသွားမယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကငင်းချင်းရေးအတွက်တွေးဆောင်ဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့မန်လာကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ငလင်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ဖို့ဆိုပြီးယာယီအပြစ်ခတ်ရစဲကြောင်းကြေညာခဲ့ပေမဲ့အဆိုပါအပြစ်ရဲ့ကြောင်းကြေညာထားတဲ့ကာလအတွင်းမှာပဲလေကြောင်းတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေကိုဆက်လက်လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်